ငါနဲ့ဖလောင်တောင်မွေးလိုက်ရှာမလားဟဲ့အိုးရှယ်ပဲကွာနော်ကောင်းကြီးဒီနားမှာအများကြီးပဲဟေ့ပွားတာပဲမကျဖလောင်တောင်မွေးတွေဆိုတာအများကြီးပဲကျွန်တော်တို့ဒီမှာတပွေကြီးရပြီဗျာတဟင်းသားတော့မကတော့ဘူးရောစားကြပါဦးအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီမိုးတွင်းလဲကြပြီပေါ့နော်မိုးလဲကြပြီမိုးရည်လည်းရောက်ပြီဆိုတော့ကျွန်တော်တို့ဒီတောထဲမှာပေါ့နော်ဖလောင်တောင်မွေးတွေအရန်ပေါ်နေတယ်ဒါမိုးတွင်းစာအစားတောက်လေးပေါ့နော်အဲ့ဒီဖလောင်တောင်မွေးကိုကျွန်တော်ဒီနေ့ရှာပြီးတော့စားပြမှာဖြစ်ပါတယ်ကျွန်တော်နဲ့ဖလောင်တောင်မွေးတောတို့တာကိုလိုက်ပြီးတော့ကြည့်ကြပါဦးချက်စားတဲ့ခါကြလို့ရှိရင်လည်းလိုက်ပြီးတော့စားကြပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီနားဒီတောဆက်လေးမှာပေါ့နော်ကျွန်တော်ဖလောင်တောင်မွေးစပြီးတော့ရှာကြည့်လိုက်မယ်နော်ဘယ်နှစ်ပင်ရမလဲပေါ့ဒီမှာပေါ့နော်ဒီလိုဟာမျိုးကြီးတွေမကျအစိုးပေါက်ကြီးတွေကောင်းမှကောင်းများရှယ်ကြီးတွေနော်ဒီကောင်ကျွန်တော်နှုတ်လိုက်မယ်နော်ဟာကျိုးသွားကွာနှစ်မျိုးတည်းကျိုးသွားဒါလေးနဲ့လှီးလိုက်မယ်ဗျာနော်ဒါဆိုရင်ပါဝိုင်းငါနဲ့ဖလောင်တောင်မွေးလိုက်ရှာမလားဟဲ့မှာတော့ကျွန်တော်တို့အဲ့ဒီတောတန်းမှာပေါ့နော်အဲ့ဒီတောတန်းနေမှာဖလောင်တောင်မွေးတွေအခုမိုးရာသီဆိုတော့မိုးကြတာဗျာကျွန်တော်တို့ဒီတောဘက်မှာတော့မိုးရာသီကစောစောကြတယ်ပေါ့နော်မြို့ဘက်ဒီမှာတော့မပြောတတ်ဘူးဒီမှာမိုးတွေကရွာတာတော်တော်ရွာနေပြီအဲအကြောင်းကျွန်တော်တို့ဖလောင်တောင်မွေးရအခုကအရန်ထွက်နေတာပေါ့နော်အဲ့ဒီတောတန်းတွေမှာအများကြီးပဲကျွန်တော်ပြီးလို့ရှိရင်အဲ့ဒီတန်းလုံးကျွန်တော်လိုက်ရှာမှာပေါ့နော်အခုလောဆယ်တော့ကျွန်တော်ဒီဘက်တောဆက်ဘက်ကိုကျွန်တော်သွားကြည့်လိုက်ပါအောင်မယ်မိုးရင်းဘက်လေးကနေလို့ကောင်းလိုက်တာကွာလုံးဝရှယ်ပဲအေးချမ်းချမ်းလေးနဲ့လေလေးကလည်းဖူးဖူးနဲ့ကျွန်တော်တို့တောဘက်မှာတော့မိုးရသည်ကိုကျွန်တော်ကတော့အရန်ကြိုက်တယ်အရန်ပျော်နေလို့ကောင်းတယ်ပေါ့နော်လမ်းလေးဆိုတာတစ်ချက်ပြောရင်းဆိုရင်လည်းမိုးကရွာတော့ရွာလာဒီအပင်တွေကနည်းနည်းတော့ငါတိုးတာနောက်ကျသွားကျွန်တော်တိုးတာနည်းနည်းနောက်ကျသွားဒီပင်တွေဆိုရင့်အောင်ရင့်နေပြီပေါ့နော်မိုးကလည်းရွာလာပြီဒုက္ခကျွန်တော်တို့အဲ့လိုမျိုးဒီဖလောင်တောင်မွေးတိုးတာတော့ပုတ်စီးမှအဆင်ပြေမှာပေါ့နော်ဘာလို့ဆိုတော့မိုးဥကြဆိုတော့အိုးဒီတော့အများကြီးပဲဟာမိုးဥကြဆိုတော့ကျွန်တော်တို့ဟိုခြေကင်းလက်ခင်းပေါ့နော်အကောင်ပလောင်တွေအဲ့လိုမျိုးတွေရှိတတ်တယ်အားကြောင့်မလို့ပုတ်စီးပြီးတိုးတာတော့အဲ့ဒီအကင်းဆုံးပဲပေါ့နော်အိုးရှယ်ပဲကွာနော်ရှယ်အိုးမကြည့်ပါကောင်းကြီးဒီနားမှာအများကြီးပဲဟေ့ပွားတာပဲမကျဖလောင်တောင်မွေးတွေဆိုတာအများကြီးပဲမိုးကလည်းရွာလာပြီဟဲ့ကင်မရာကြီးစိုးကုန်တော့မယ်အိုးကောင်းတယ်ဟေ့ဖလောင်တောင်မွေးတွေကရှယ်ပဲဟာအိုးကောင်းလိုက်တဲ့အချောင်းကြီးနော်ရှယ်ပဲဒီထဲမှာရောโอเคတခါသားတော့ကောင်းကောင်းရပြီဆိုတော့ပြန်မယ်ကွာပြန်မယ်ကဲကျွန်တော်တို့ဒီမှာတပွေကြီးရပြီဗျာတဟင်းသားတော့မကတော့ညောင်းလဲတော်တော်ညောင်းနေပြီမိုးရွာထားတော့ချမ်းလဲတော်တော်ချမ်းနေပြီကျွန်တော်ပြန်มาတော့မယ်အဲ့ကိုပြန်ပြီးတော့ကျွန်တော်ဖလောင်တောင်မွေးကိုရှယ်ကြော်စားမယ်ပေါ့နော်ဖလောင်တောင်မွေးဒီမှာကြည့်ဗျာတန်ချက်ကရှယ်ကြီးတွေကဲအဲ့ပြန်ပြီးတော့ကြော်စားကြရအောင်ဗျာနော်ဖလောင်တောင်မွေးကိုတော့ကျွန်တော်ရခိုင်ချက်ပုံစံမျိုးလေးပေါ့ဗျာငရုတ်သီးစိမ်းလေးချောင်းပြီးတော့ဆက်လေးပေါ့နော်ဆက်လေးအဲ့လိုမျိုးကျွန်တော်တို့ချက်စားမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်ငရုတ်သီးစိမ်းလေးချောင်းတာပေါ့နော်ပြီးလို့ရှိရင်ဒီငရုတ်သီးစိမ်းလေးကိုစီးတက်ပြီးတော့ကျွန်တော်ဖလောင်တောင်မွေးမှုတ်ထားတာလေးနဲ့ပြန်ပြီးတော့ကြော်စားမှာပေါ့နော်အဲ့လိုမျိုးဆက်လေးဒီမိုးရင်းမိုင်းမှာအဲ့လိုမျိုးဆက်ပြပြလေးနဲ့ချက်စားရင်ဒါအစားလို့ကောင်းတာဗျာဖလောင်တောင်မွေးဒီအောင်ဒီကမထမ်းလိုက်ဘူး
ကျွန်တော်မြည်ကြည့်ရတဲ့လောက်ကတော့တော်တော်ကောင်းတယ်ဗျနူးနူးအီအီလေးနဲ့ငရုတ်သီးစိမ့်လေးရဲ့အနက်အရသာဆက်ဆက်လေးနဲ့ဆိုတော့ထမင်းကတော့တော်တော်စားမိန်တော့ပါပဲကဲကြက်ပြီဆိုတော့ကျွန်တော်တို့ဆွဲလိုက်ရအောင်ဒါရော့စားကြပါဦးမိုးရည်ရဲ့ပေါ့ဦးပေါ့ဗျာအစားလေးမှုလာပြီတော့စားကောင်းထောက်ထောက်နဲ့ကျွန်တော်ဟင်းကုန်သွားပြီခမင်းပဲကြည့်တော့ဟင်းသွားထည့်လိုက်အခုလိုမျိုးပေါ့နော်ကျွန်တော်ရဲ့အတူတူဒီမိုးရတီတာလေးကိုလိုက်ပြီးတော့ရှာဖွေစားတော့ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုထဲမှာပြန်တွေ့ကြပါမယ်နော်ကျွန်တော်ကတော့ဆက်ပြီးစားလိုက်ပါဦးကဲဒါဆိုရင်တော့အားလုံးပဲတက်တာပါနော်